ဆရာတော်နောက်ကိုတကောက်ကောက်လိုက်နေတဲ့တောရကျောင်းလေးကအစိမ့်သိမ်မှာအေယာဝီဒဟင်္ဒရာမြို့အစွန်တနေရာမှာဟုံးကြီးကျောင်းတစ်ကျောင်းရှိလေတယ်။ထိုကျောင်းလေးမှာတောရဆောက်တည်နေသောဘုံကြီးတစ်ပါးသတင်းသုံးနေထိုင်နေတယ်။ထိုကျောင်းနေတွင်နေကြသောရွာသူရွာသားတို့ကတောရဆောက်တည်နေတဲ့ဆရာတော်ကိုအစွဲပြုပြီးထိုကျောင်းလေးကိုတောရကျောင်းဟုခေါ်ဝေါ်ကြပါလေ။အချိန်ကာလရွေးလာသောအခါတောရကျောင်းကိုခေါ်ဆိုရမှတောကျောင်းလေးဟုပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်။ထိုတောကျောင်းလေးမှာကျောင်းတိုင်ဆရာတော်တစ်ပါးတည်းသာရှိပါတယ်။ဆရာတော်ကအကျဉ်သီလသမာဓိတိတ်ခါတို့နှင့်ပြည့်စုံတော်မူသဖြင့်အနီးတစ်ဝိုက်ရှိရွာသူရွာသားတို့ကဆရာတော်ကိုအလွန်ကြည်ညိုကြလေတယ်။ဆရာတော်ကိုကြည်ညိုကြသောရွာသူရွာသားများကစွန်းစေးတင်ငယ်ဝိထုအဝဝါတို့ကိုလိုလေသိမရှိရအောင်ထောက်ပံ့လှူဒန်းကြပါတယ်။ဒါကြောင့်မူလကခဏနီခဏနဲ့ခက်ကုတ်ကုတ်တောကြောင်လေးကအချိန်ရင်းငယ်အတွင်းမှာခမ်းညားသောတိုက်ကြောင်ကြီးဖြစ်လာလေတယ်။ခမ်းညားတဲ့တိုက်ကြောင်ကြီးဖြစ်လာသည့်တိုင်အောင်တောကြောင်လေးဟုပဲနှုတ်ကြိုးနေကြပါတယ်။ဒါကြောင့်တောကြောင်လေးဟုပဲခေါ်မြဲခေါ်နေကြပါတယ်။ဒီနေ့တော့ညနေဆောင်ချိန်တွင်တကားတယောက်ကဆရာတော်ကိုဖူးမြော်ရန်အတွက်တောကြောင်လေးစီသို့ရောက်လာခဲ့လေတယ်။တကားကကျောင်းပေါ်သို့တက်ရောက်သည့်အခါဆရာတော်ကိုအခက်တင်တွေ့ရလေတယ်။သို့ပေမဲ့ဆရာတော်မှတပါးတည်းမဟုတ်ပဲလွန်စွာဆွဲဆောင်မှုရှိသောအမျိုးသမီးငယ်တစ်ယောက်နှင့်အတူရှိနေကြောင်းတွေ့ရလေတယ်။ထိုမိမ့်မှန်ငယ်ကဆရာတော်ပေါင်ပေါ်သို့လက်တင်ထားလေတယ်။တဖန်ထိုလက်ပေါ်သို့သူမရဲ့မေးစီကိုတင်ထားပြီးဆရာတော်ကိုတောက်ပသောအကြီးနဲ့စိုက်ကြည့်နေလေတယ်။ထိုမြင်ကွင်းကိုမြင်လိုက်ရတဲ့တကားမှအလွန်အံ့ဩထိတ်လန့်သွားလေတယ်။ထိုအတူအလွန်ပင်နှမျောတတ်တာဖြစ်မိလေရဲ့တို့ဆရာတော်တော့တီလာကျိုးလေသည်ဟုတီတို့ရေရွတ်ကဝမ်းနေစွာဖြင့်ထိုတောကြောင်လေးမှပြန်လဲထွက်ခွာသွားလေတယ်။ထိုအကြောင်းကတောကြောင်လေးအနီးရှိရွာအနီးချက်စုံများစီသို့တောမီးပမာလှင်မြန်စွာပြန်နှံသွားခဲ့တယ်။တချို့ကယုံကြပြီးတချို့ကမဖြစ်နိုင်ဘူးဆိုကြလေတယ်။ဒါကြောင့်တေးကြအောင်လူခွဲပြီးတောကြောင်လေးစီသို့သွားရောက်ပြီးဆရာတော်ကိုအကဲခတ်ကြလေတယ်။တောကြောင်လေးစီသို့သွားရောက်အကဲခတ်သူတိုင်းကဆရာတော်ကိုမိမ့်မှန်ငယ်တယောက်နဲ့ပူးကတ်စွာရှိနေကြောင်းဝမ်းနည်းစွာမြင်တွေ့ရလေတယ်။လှပသောမိမ့်မှန်ငယ်ကဆရာတော်ကြွလေကနောက်သို့ထက်ကျက်မကွာလိုက်နေသည်ကိုမြင်ကြရတဲ့ဒကာဒကာမများကဆရာတော်ကိုအထင်သေးသွားကြပါတယ်။အကြည်ညိုလည်းပြက်ကုန်ကြပြန်နေ။ကျောင်းလူကဲသောကျောင်းဒကာကြီးကဆရာတော်ကိုတတိပေးရန်အတွက်ကျောင်းသို့ရောက်လာလေတယ်။ကျောင်းဒကာကြီးကိုဧည့်ခံရန်အတွက်မုတ်ပဲတရေစံများကိုဆရာတော်ကကျက်တရေကန်ထဲသို့တွားရောက်ဝင်ယူလေတယ်။ထိုအခါမိမ့်မှန်ငယ်ကလည်းဆရာတော်နဲ့အတူအခန်းထဲသို့လိုက်ပါသွားသည်ကိုမြင်ရလေတယ်။ထိုမြင်ကွင်းကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသောကျောင်းတကာကြီးမှာဆရာတော်အတွက်အလွန်အမင်းနှမျောတတ်တာဖြစ်မိလေတယ်။ဒါကြောင့်မဆရာတော်ကိုနှုတ်ပင်မဆက်တော့ပဲပြန်လာခဲ့လေတယ်။ကျောင်းတကာကြီးကသူလူခဲ့သောတောကျောင်းလေးစီသို့ထိုအချိန်မှစကလုံးဝမသွားတော့ကြီး။ကျောင်းတကာကြီးသာမကအခြားတကာမအပေါင်းတို့ကလည်းတောကျောင်းလေးနဲ့တောကျောင်းလေးဆရာတော်ကအပီးအပိုင်ကြောခိုင်းခဲ့ကြပြီဖြစ်လေတယ်။တကာမကင်းမဲခြင်းနဲ့အတူဆရာတော်ရဲ့စွန့်ကိစ္စလည်းစတင်ခက်ခဲလာခဲ့တော့တယ်။ထိုအချိန်မှတောကျောင်းလေးနဲ့မနီမဝဲရှိဘုံကြီးကျောင်းတစ်ကျောင်းမှာတောကျောင်းလေးကိုကြောခိုင်းလာကြတဲ့တကာမများနဲ့စီကားတိုင်းမြိုင်နေလေတယ်။ထိုကျောင်းရဲ့ကျောင်းနိုင်ဘုံကြီးကလည်းလက်လာပါရှင်လာခြင်းအပေါ်ကျေးနဲ့လျက်ပီတိဝေပြနေတော့တယ်။ဤသို့နဲ့နှစ်နှစ်ဟူသောအချိန်ကာလကုံဆုံးခဲ့သည်ဖြစ်လေတယ်။တောကျောင်းလေးကတော့6ကဆယ်တောကျောင်းလေးဆရာတော်လဲလူသူကင်းမဲ့ကစွန့်ကိစ္စခက်ခဲနေစေပင်ဖြစ်လေတယ်။တညတွင်တောကျောင်းလေးဆရာတော်ကထူးဆန်းသောအိမ်မက်တစ်ခုကိုမြင်မှတ်လေတယ်။အိမ်မက်ထဲမှာဝိပုစင်ကျန်တဲ့ပုဂ္ဂိုလ်တအူရောက်လာပြီးနောက်ဘာမှစိတ်ပြတ်မနေနဲ့တော့ကိုတော့နောက်2ရက်အကြာမှာကိုတော့ကျောင်းကိုသူတော်ကောင်းရောက်လာလိမ့်မယ်။ကိုတော့ကိုကဲမှာအဲ့ဒီပုဂ္ဂိုလ်ပဲဟုပြောဆိုကပျောက်ကွယ်သွားလေတယ်။အိမ်မက်မှတ်ပြီး2ရက်ကြာတော့ဆရာတော်မှာကျောင်းသို့ရောက်လာလိမ့်မယ်ဆိုတဲ့သူတော်ကောင်းကိုစောင့်မျှော်နေလေတယ်။ညနေဆောင်ဒီအထိမြည်သူတဦးတယောက်မှရောက်မလာခဲ့တဲ့အတွက်ဆရာတော်မှာစိတ်ပြတ်သွားလေတယ်။အလကားအိမ်မက်ပဲနေမအုပ်ယူဆလိုက်တော့တယ်။ထိုးနောက်ပင်တောကျောင်းလေးရှိရာသို့ငိုက်ဆိုင်ကလူစိမ့်တယောက်ရောက်လာလေတယ်။ကျောင်းပေါ်သို့တက်လာခဲ့ပြီးဖះကိုဥချတယ်။ဆရာတော်ကိုပါဥချပြီးနောက်တပည့်တော်နာမည်ကမြဟံမှာဖះအစိုးရအမှုတန်းစည်ရင်စစ်တဦးပါဟုရှောက်လေတယ်။
ဆရာတော်ကမြဟန်ဆိုသူကိုတေချာစွာအကဲခတ်လိုက်လေတဲ့မက်ခဲသည့်အိမ်မက်ရသူတော်ကောင်းဟုတ်မဟုတ်အကဲခတ်လိုက်ခြင်းမျိုးဖြစ်ပါတယ်ကိုမြဟန်ကအသက်35နှစ်ဝန်းကျင်သာရှိမည်ကိုခန့်မှန်းရပါတယ်ကိုမြဟန်ရဲ့ဥပဒေယုံနဲ့ပုံမှန်တရံကတာမာထပ်ပိုးပြီးထူးထူးခြားခြားမရှိသူကိုအကဲခတ်မိခဲ့ပါတယ်ဒါကြောင့်ကိုမြဟန်ကသူတော်ကောင်းမဟုတ်နိုင်ဟုဆရာတော်တွေးမိလေတယ်ကဲတကမြဟန်လာရင်ကိစ္စရှောက်တင်ခွဲဟုမိတ်လိုက်လေရာကိုမြဟန်ဆိုသူကတပည့်တော်ဇာတိကရန်ကုန်မှာဖေးဒီဘက်ကိုအထက်လူကြီးကခိုင်းတာကြောင့်စရေးစစ်တာဝန်နဲ့ခဏရောက်လာတာပါဟုရှောက်တင်လေတယ်ထို့နောက်တပည့်တော်အခုတဲနေတဲ့အိမ်ကမိသားစုများတယ်ဖေးကျင်းရတဲ့အထက်ကလေးတွေကအတော်စော့ကြပါတယ်ဒါကြောင့်တပည့်တော်အလုပ်လုပ်ရတာအစင်မပြေဖြစ်ရပါတယ်အရှင်ဘုရားခွင့်ပြုရင်ဒီเจ้าမှာခဏတဲဟိုဝင်ပြုဖို့ရှောက်တင်ပြစေဟုရှောက်တင်လေရာဆရာတော်မှခွင့်ပြုလိုက်လေတယ်ပေမကျောင်းသား၏နောက်ခါမှာကက်လျက်ဆောက်ထားသောအဆောင်ပိုထဲမှာနေထိုင်ရန်စီစဉ်ပေးလေတယ်ညရောက်တဲ့အခါအသီးသီးအိယာဝလျက်အိတ်ဆက်ကြပါတယ်ထိုညမှာဆရာတော်ကအိမ်မက်ထပ်မှပြန်တယ်ပထမအကျက်အိမ်မက်စင်ကအတိုင်းဝိကုစင်ကျန်တဲ့ပုဂ္ဂိုလ်ကရောက်လာပြီးတပည့်တော်လျှောက်တင်ခဲ့တဲ့သူတော်ကောင်းဆိုတာကိုတော့ကြောင့်အနောက်ဆောင်ထဲမှာအိတ်နေတဲ့ဧည့်သည်ပါပဲကိုတော့ကဲမှာသူ့ပါပဲဟုပြောသွားပြန်တယ်ဆရာတော်မှနက်နက်စောစောအိယာမထကကိုမြဟန်ကိုနှိုးလေတယ်ထို့နောက်ကောင်းမွန်စွာကျွေးမွေးဧည့်ခံတော့တယ်စားရည်တောက်ရည်ပြီးတဲ့အခါဆရာတော်ကတက္ကမြဟန်ကသူတော်ကောင်းလားဟုကောက်ခါငင်ကမေးချလိုက်ရာကိုမြဟန်မှာကြောင်တောင်တောင်ဖြစ်သွားလေတယ်ကိုမြဟန်မှာရိုးသားသူတယောက်ဖြစ်တဲ့ဖြစ်တပည့်တော်သူတော်ကောင်းမဟုတ်ပါဘူးဖေဟာဟုပြန်လဲလျှောက်တင်လေတယ်ထိုအခါဆရာတော်ကတက္ကမြဟန်ကဘာတက်တော်ဟုမေးပြန်တယ်တပည့်တော်ကစရင်စစ်ဆိုတော့စရင်အေးပညာတတ်ပါတယ်ဘာအကြောင်းများရှိလို့လဲဖေဟာဟုကိုမြဟန်ကလျှောက်လေရာဆရာတော်မှအကြံအိုက်သွားလေတယ်စရင်အင်းပညာအပြင်တခြားဘယ်လိုအတက်တွေများတတ်ထားသေးလဲတေချာစဉ်းစားပါအောင်တကားကြီးဟုဆရာတော်မှမေးလိုက်တော့အခါကိုမြဟန်ကတပည့်တော်ရွှေရင်ကျော်အိဆာတရားမိတ်ဒီစေကိုင်းဝင်တယောက်ပါဖေဟာရွှေရင်ကျော်ပညာကိုရန်ကုန်မြောက်ကလာပအဖေကြီးဦးမြခင်ထံကခံယူထားပါတယ်ပယောကကုတတ်ပါတယ်ဖေဟာဟုရှောက်တင်တဲ့ဖြစ်ဆရာတော်မှဝမ်းမြောက်ဝမ်းသာဖြစ်သွားလေတယ်ဒီလိုဆိုရင်တော့ဟန်ကြပြီကျုပ်ကိုကူညီပါဦးဟုမိန့်တာဆရာတော်ကအခက်ပြက်အားလုံးကိုကိုမြဟန်အားရှင်းပြလေတော့တယ်ကိုမြဟန်ကတေးချစွာနားထောင်ပြီးနောက်ဘုန်းကြီးကျောင်းတကားများကိုပိတ်တာဆရာတော်မှာပယောဂရှိမရှိစတင်စမ်းသပ်စစ်ဆေးလေတော့တယ်ထိုအခါဆရာတော်ရဲ့ကျောင်းကိုအစိမ့်တိုက်ထားကြောင်းစစ်ဆေးတွေ့ရလေတယ်အတိုက်ရှိသည့်နေရာကိုထပ်မံစမ်းသပ်သောအခါကျောင်းရဲ့တောင်ဘက်ရှိမလကာပင်ချေရင်တပေအကွာလောက်မှာအစိမ့်တိုက်မြုပ်ထားကြောင်းပေါ်လာလေတယ်ကိုမြဟန်နဲ့ဆရာတော်မှာထိုနေရာသို့တွားရောက်တူးဖို့ရှာဝေကြရာမြေကြီးအတွင်မြုပ်ထားတဲ့သင်ငန်းစာနဲ့ချီနှောင်ထားသောလူသေးလက်ပြန်ရိုးတစ်ချောင်းကိုအံ့အားသင့်ွယ်တွေ့ရလေတယ်ထိုလက်ပြန်ရိုးမှာအစိမ့်သေးသွားတဲ့အမျိုးသမီးတစ်ယောက်ရဲ့လက်ပြန်ရိုးဖြစ်ပါတယ်ထိုလက်ပြန်ရိုးကိုအောက်လန်းဆရာမှသူ့ရဲ့အောက်လန်းအတက်နဲ့စီရင်ပြီးအစိမ့်တိုက်ထားခြင်းဖြစ်ပါတယ်တကားမများပြီးစီကားခဲ့တဲ့တိုးကြောင်လေးကိုအောက်လန်းဆရာမှမနာလိုမရှုစိတ်ကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်လေတယ်အောက်လန်းဆရာကအစိမ့်တင်မရဲ့လက်ပြန်ရိုးကိုဆရာတော်ရဲ့သင်္ကန်းအစားနဲ့ချီနှောင်ပြီးစီရင်ကတိုက်ထားခြင်းမျိုးဖြစ်ပါတယ်ထိုအတိုက်ကြောင့်အစိမ့်သေးထားသောတရေမာလေးကဆရာတော်အနီးမှာအမြဲမပြတ်ရှိနေခြင်းဖြစ်ပါတယ်ထိုတရေမာလေးကိုအခြားသူများမှမြင်ရတော့လဲကာယကံရှင်ဖြစ်သောဆရာတော်မှာမူအောက်လန်းအတိုက်မိနေခြင်းကြောင့်အစိမ့်သေးတရေမာလေးကိုမမြင်ရခြင်းဖြစ်လေတယ်ဆရာတော်မမြင်အောင်တိုက်ထားခြင်းမျိုးလည်းဖြစ်နိုင်တယ်ကိုမြဟန်ကထိုလက်ပြန်ရိုးကိုတောကြောင်လေးနဲ့ဝေးရသို့သွားရောက်စွန့်ပြေးလိုက်တော့တယ်ထို့နောက်ကျောင်းမော်ကိုစံမန်းများပတ်ကအတိုက်နဲ့ဆက်များကိုရှင်းလင်းပြီးကျောင်းဝင်းအနံ့သဲမန်းများပတ်ကအတိုက်နဲ့ဆက်များကိုအမိန့်ပြန်၍ရှင်းထုတ်လိုက်လေတယ်ဆရာတော်ကိုဆက်ပြပေးခြင်းရေစင်တိုက်ရဲ့ကုသခြင်းများပြုလုပ်ပေးခဲ့လေတယ်ကိုမြဟန်ခံယူထားသောရွှေရင်ကျော်အိဆာတရားမိတ်ဒီစေပညာအစွမ်းဖြင့်ဆရာတော်ရဲ့အခက်အခဲများကိုကူညီဖြည့်ရှင်းနိုင်ခဲ့တယ်ဆရာတော်မှာအလုံးမဲ့ဝမ်းမြောက်ဝမ်းသာဖြစ်ရလေတယ်ထိုသတင်းကိုကြားရတော့တကားမများကလည်းဝမ်းမြောက်ဝမ်းသာဖြစ်ကုန်ကြတယ်နှစ်တန်းနဲ့6ကပ်နေခဲ့သောတောကြောင်လေးမှာပြန်လဲအသက်ဝင်ခဲ့ပြီးဖြစ်ပါတယ်အလူဒါနပြုကြသူများအဖြစ်ပြန်လဲစီကားလာခဲ့ပြီးဖြစ်လေတော့တယ်ရွှေရင်ကျော်အိဆာတရားမဲဒီစေပညာဤဂုံသတင်းကလည်းပို၍ကြော်သောထင်ရှားလာခဲ့လေတယ်တောကြောင်လေးဆရာတော်ကြီးမှာအကျဉ်းနဲ့ကြီးကျေနပ်လျက်ကိုမြဟန်ကို
တာတို့အချိန်ချင်းခေါ်ဆိုခဲ့ပြီးရွှေရင်ကျော်အိဇာတရားမဲဒီစေပညာနဲ့အဘဆရာတော်ကြီးများကိုလည်းတာတို့ဟူ၍ကြည်နူးစွာတာတို့အနုမောဒနာခေါ်ဆိုလေတော့တယ်အထက်ပေါ်ပြပါကုထုံးဇလံမှာရွှေရင်ကျော်ကျေးဇူးရှင်အဖေကြီးဦးမြခင်ဤသားတပည့်ဦးမြဟန်ကုသပေးခဲ့သောဖြည့်ရမှန်ကုထုံးဖြစ်ပါတယ်ထိုအကြောင်းအရာကိုအဖေကြီးဦးမြခင်မှပြန်လဲပြောပြခဲ့ခြင်းဖြစ်လေတယ်ဆရာတော်အိမ်မက်ထဲမှာဝိပုစင်ကျယ်နေပုဂ္ဂိုလ်ကဦးမြဟန်ကိုအဖေကြောင့်သူတော်ကောင်းကိုခေါ်ပါတယ်လေထိုအကြောင်းအရာနဲ့ပတ်သက်ပြီးအဖေဦးမြဟန်ပြောပြခဲ့သည့်ဩဝါဒစကားများမူရင်းအတိုင်းဖွင့်ပြပေးပါမယ်ခင်ဗျာဘယ်လိုလူကိုသူတော်ကောင်းခေါ်မလဲဆိုတဲ့အမေကိုဖြေတာပါတွေ့လားသူတော်ကောင်းဘာလဲဘာရောင်နဲ့ဖြစ်ဖြစ်သူတော်နှလုံးထားတတ်ရင်သူများမမကောပါဘူးကြောရနာမစားပါဘူးသေသေးရက်ကိုဆေးဖြစ်ဝါဖြစ်ကလွယ်မတော့မစားပါဘူးလေသစ္စာဆိုပြီးရင်ပင်ကိုစိတ်ဓာတ်ကလည်းဖြောင်းမြောင်းမမနဲ့ဘတ်တော်ပေါ်မှာကဲဆယ်လို့တဲ့ဆန္ဒကိုရတယ်လို့ပေးလို့တဲ့ဆန္ဒကိုပညာတူကြီးကိုချင်းကိုနဲ့ဆက်ပြီးတန်းတဲ့ထားနိုင်တဲ့ဆန္ဒဘယ်ရောက်တယောက်ကိုကြော်မိလွှမ်းမိတိုက်မိခိုင်းမိယုံတင်လင်းနဲ့ထက်ခလဲနဲ့မိုက်ကြည့်ပြန်မကြည့်တဲ့စိတ်ငါစင်နေဝင်နေတဲ့ကောင်ကအကုန်မြင်နေတာတချို့ဘာမဟုတ်တာလေးနဲ့တယောက်ကိုဒူးနဲ့ခြေလေးခိုက်မိတာနဲ့မိုက်ကြည့်ပြန်ကြည့်တာတို့အန်ကြိတ်တာတို့ဒါဟာဒီပညာနဲ့မတန်ဘူးအဲ့ဒါမျိုးပါရင်ဘုန်းကြီးတို့ကျွန်တော်အိမ်မက်ပြမှာမဟုတ်ဘူးအဲ့ဒါမျိုးမပါတဲ့အတွက်ကိုတော့ကြောင်းသူတော်ကောင်းရောက်နေမယ်ဆိုတာမြတ်ဟန်သူတော်ကောင်းဖြစ်နေပါလားဘယ်နဲ့လဲဒါပြင်မြတ်ဟန်သူတော်ကောင်းဖြစ်ရင်မြတ်ဟန်စိတ်ထားမျိုးထူစင်တဲ့လူတိုင်းပါလဲဆိုတာမင်းတို့ကမတွေ့ကြဘူးတွေ့ပါလားသူတော်ကောင်းအဲ့ဒါလေးကိုခံပြီးပြောနေတာဒါလေးစမ်းပြီလို့ဟုတ်ကဲ့မလား